ဒီလိုမျိုး trading cat တစ်ကက်ကိုဘာဖြစ်လို့ကျွန်တော်တို့ကဒီလို plastic slab တွေမှာထည့်သိမ်းထားတာလဲအားလုံးမင်္ဂလာပါကျွန်တော်မိုးဆက်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းကတော့ဘာဖြစ်လို့ကျွန်တော်တို့ cat တွေကို grading လုပ်ကြတာလဲ cat လို့ပြောတဲ့အခါမှာ cat တွေမဲ့မဟုတ်ဘဲねကျွန်တော်တို့ comic book TCG sport ကျွန်တော်တို့ video game toys box everything ပေါ့နော်ဒါတွေအကုန်လုံးဘာလို့ကျွန်တော်တို့က plastic အလုံးပိတ်ထားတဲ့စီးရည်ထဲမှာထည့်ထားပြီးတော့ grading နံပါတ်တွေနဲ့တက်ပတ်ထားရတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောပြချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ grading နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီ grading ဆိုတာကဘယ်ကနေစပေါ်လာတာလဲပေါ့ဆိုတော့ကျွန်တော်တို့1980ခုနှစ်မှာအမေရိကန်မှာဒီ basketball sport ကတွေကအရန်ကိုခက်စားတဲ့ကာလပေါ့နော်အဲ့ကာလမှာကျွန်တော်တို့ collector တွေကြားထဲမှာဒီတယောက်နဲ့တယောက်နဲ့အယောင်းပဲပြန်လောက်ကြတဲ့ဈေးကွက်တစ်ခုကစပြီးတော့ပေါ်လာတဲ့အချိန်ကာလလည်းဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ collector တွေတယောက်နဲ့တယောက်ရောင်းဝယ်လုပ်တဲ့အခါမှာကိုယ့်ရဲ့ကအစ်စ်လားဒါမှမဟုတ်သူ့ရဲ့ကလည်းအစ်စ်လားအတူစစ်ခွဲရတဲ့ပြဿနာတွေကအဓိကကြလာတယ်ပေါ့နော်နောက်ကျွန်တော်တို့ဒီ cat condition ပေါ့နော် cat condition ဆိုတာကျွန်တော်အဲ့အချိန်မှာတော့ slab တွေဆိုတာမရှိခဲ့ဘူးမရှိတော့ဒီလိုမျိုး single cat တွေကိုပဲတို့ကအယောင်းပဲလုပ်ကြတယ်ဆိုတော့ဥပမာကျွန်တော်တို့ဒီ cat က down တစ်ခုမှတန်ရာရှိမယ်ကျွန်တော်ချစ်ရတစ်ခုရှိမယ်ဆိုလို့ရှိရင်ဒါကိုဘယ်လိုတတ်မှတ်မလဲဆိုတဲ့ပြဿနာရှိလာတယ်ပေါ့နော်ဥပမာကျွန်တော်တို့ငင်းကကြီးရဲ့ damage ဖြစ်နေရယ်market ဈေးက$500 $500ရှိရဆိုလို့ရှိရင်သူ့စီကနေကျွန်တော်တို့ကဘယ်ဈေးနဲ့ပြန်ဝယ်မလဲဒါမှမဟုတ်ကိုကကပ်ပိုင်ရှင်ဆိုလို့ရှိရင်ရောကိုယ့်ရဲ့ဒီ damage ဖြစ်နေတဲ့ကတ်ကိုဘယ်လောက်နဲ့ပြန်ရအောင်မလဲငါရဲ့ကတ်ကဘယ်လောက်တန့်ပါတယ်ဆိုတဲ့အချက်လက်ကိုပြဖို့အတွက်အချက်လက် evidence တခုမရှိဘူးပေါ့နော် collector ရဲ့ခြားထဲမှာဒီပြဿနာကိုမြင်တဲ့ David Hall ဆိုတဲ့ဒီ coin တွေကို grading လုပ်တဲ့လူတစ်ယောက်ကPSA ဆိုတဲ့ကုမ္ပဏီတစ်ခုကို1992ခုနှစ်မှာစပြီးတော့တည်ထောင်ခဲ့တယ်ဒီကုမ္ပဏီရဲ့အရှိကောက်နာမည်ကတော့ Professional Sport Authenticator ဆိုပြီးတော့ဖြစ်ပါတယ်အဲ့ကာလတော့ဒီကုမ္ပဏီအတွက်ကတော့ challenge အကြီးတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုတော့1990ခုနှစ်ကဈေးကွက်ရဲ့အခြေအနေကကျွန်တော်တို့အခုအခြေအနေနဲ့တခြားစီပေါ့နော်အရန်ကိုနဲတဲ့ community ထဲမှာအရန်ကိုနဲတဲ့အရေးအတွက်နဲ့အယောင်းဝယ်လုပ်ကြတဲ့ကာလပေါ့နော်ဒါကြီးကပြောမှဆိုကလေးကစားစရာတစ်ခုပဲ hobby တစ်ခုအနေနဲ့ပဲရှိသေးတဲ့အချိန်မှာသူကဒီ David Hall ဆိုတဲ့လူကဒီ cat တွေကိုငါစီကိုပို့ပေးငါ grading လုပ်ပေးမယ်မင်းတို့ကဘယ်လောက်စင်တန်းရှိတယ်ဘယ်လောက်အဆင့်ရှိရဆိုတော့သတ်မှတ်ပေးမယ်ဆိုတော့စားဘက်တစ်ခုစလုပ်ခဲ့တယ်ပေါ့နော်သူပထမဆုံး challenge ဖြစ်တဲ့ကိစ္စကတော့ကျွန်တော်တို့ဒီ cat company တွေကငါတို့ရဲ့ cat ကိုမင်းစီကိုပို့ပြီးတော့ဘာဖြစ်လို့ grading သတ်မှတ်ခွင့်ပေးရမှာလဲ။ညဘယ်သူမို့လို့လဲဒါတွေကိုအဆင့်သတ်မှတ်ပေးဖို့အတွက်ဆိုတဲ့ challenge ကိုသူကစပြီးတော့တွေ့ရတယ်ပေါ့နော်။အဲ့ဒီအချိန်မှာတော့ဒီ PSC ကုမ္ပဏီကဒီလုံးဝဖြတ်သိမ်းလူနီးဖြစ်သွားတဲ့အထိကိုသူတို့ရဲ့ဒီ local ကတိတ်ပြီးတော့အဆင်မပြေခဲ့ဘူးပေါ့နော်။ဒါပေမဲ့တဖြည်းဖြည်းနဲ့ဒီ internet တွေပေါ်လာတဲ့ဒီလူတွေကအယောင်းဝယ်တွေကို e-commerce တွေမှာအယောင်းဝယ်လုပ်လာတဲ့အချိန်မှာ eBay ဆိုတဲ့ website ကစပြီးတော့ပေါ်လာတယ်ပေါ့နော်။အဲ့မှာအရင် popular ဖြစ်လာတယ်လူတွေကအဲ့ပေါ်မှာလေးလံနေတင်ပြီးတော့ရောင်းရတဲ့အခြေအနေတစ်ခုရောက်လာတယ်ပေါ့နော်။အဲ့ချိန်ကနေစပြီးတော့ PSA ကနာမည်ကြီးလာတယ်ပေါ့နော်။သူတို့ရဲ့ကောင်းတဲ့ချက်တစ်ခုကသူတို့ကဒီလုပ်ငန်းကိုစင်ကာပူတွေကြားထဲကနေရမပစ်လိုက်ပဲနဲ့ဆက်ပြီးတောင်းခံထားတဲ့အတွက်ဒီအချိန်လေးတစ်ခုမှသူတို့ကပြန်ပြီးတော့ထောင်းတက်လာတယ်ပေါ့နော်အဲ့အချိန်မှာလူတွေက online ပေါ်မှာရောင်းမယ်စလုပ်ရပြီဆိုတော့သူတို့ရဲ့ကက်ကိုဒီလိုမျိုး PSA ကိုပို့ပြီးတော့ငါရဲ့ကက်ကဘယ်လောက်ထိအဆင့်ရှိလဲသတ်မှတ်ပေးဖို့အတွက်သူတို့ PSA ကို service ကြေးပေးပြီးတော့သတ်မှတ်လာကြတယ်ပေါ့နော်PSA နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ backup ဆိုတဲ့ဟိုးရင်နဲ့ရှိရတယ်ဒီကျွန်တော်တို့ sport magazine ပေါ့နော်ဒီသူပြန်တော့ sport cat တွေကိုဈေးနှုန်းသတ်မှတ်ပေးတဲ့ magazine company ပေါ့နော်သူကနေပြီးတော့ PSA နောက်ပိုင်းမှာ BGS ဆိုပြီးတော့ဒီ grading service တခုကိုထပ်ပြီးတော့ဖွင့်လာတယ်ပေါ့နော်BGS နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ SGC ဆိုတဲ့ grading တခုလည်းရှိသေးတယ်ပေါ့နော်ဒီ company ၃ခုကတော့အဲ့ကာလတွေတုန်းကသူပြိုင်ငါပြိုင်ဒီ sport cat တွေကိုgrading လုပ်ပေးတဲ့ company တွေပဲပြောရမှာပေါ့နော်ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့2000ခုနှစ်မှာစပြီးတော့ပေါ်လာတဲ့ CGC ဆိုတာရှိရပေါ့နော် CGC ကတော့အဓိကသူကတော့ comic book တွေကျွန်တော်တို့ coin တွေနဲ့အခြားရုပ်တွေကိုပဲအဲ့ချိန်တုန်းကတော့ grading လုပ်သေးတယ် TCG တဲ့ဟိုသူကမလာသေးဘူးပေါ့နော်မလာသေးဘဲနဲ့ကျွန်တော်တို့ဒီ COVID ကာလဝင်ရှင်2019 2020ခုနှစ်လောက်မှာစပြီးတော့သူကဒီ Pokemon Yu-Gi-Oh စတဲ့ Magic Gathering ဒီစတဲ့ trading game လောကတွေကိုစပြီးတော့စဝင်လာတယ်ပေါ့နော်ဂျာထဲမှာကျွန်တော်အများကြီးပေါ်ခဲ့တဲ့ဒီ grading company တွေရှိရပေါ့နော်ဒါပေမဲ့သူတို့ကတော့ reputation မကောင်းတာရောဒီ business ကို handle ကောင်းကောင်းမလုပ်နိုင်တဲ့အတွက်အကုန်လုံးကတော့နာမည်သိမ့်မကြီးတာတွေလည်းရှိသလိုနောက်တချို့ကတော့ပိတ်သွားတဲ့ company တွေအများကြီးရှိရပေါ့နော်ဆိုတော့လူလက်ရှိမှာတော့ကျွန်တော်တို့ PSA, BGS နဲ့ CGC ကတော့ top 3လို့ပြောရမယ့်အခြေအနေဖြစ်သွားပြီပေါ့နော် SGC ကတော့ကျွန်တော်တို့ဒီက finish pocket တွေကိုပဲလုပ်တဲ့နေရာမှာနာမည်ကြီးတဲ့ company ဆိုတော့ TCG ဘက်မှာတော့တိတ်တော့နာမည်ကြီးမလာသေးဘူးပေါ့နော်ဒီနောက်ပိုင်းမှာပေါ်လာတဲ့ grading company တခုက TAG လို့ခေါ်တဲ့ tag ပေါ့နော်ဒီ tag ကတော့ကျွန်တော်စိတ်ထင်ဆိုလို့ရှိရင်တော့တိတ်မကြတဲ့နှစ်မှာတော့big 3ထဲမှာစပြီးဝင်လာမယ်လို့ထင်တယ်ပေါ့နော်အခု1 2 3ပြီးလို့ရှိရင် number 4နေရာမှာ tag ကရှိတယ်။ Okay ဆိုတော့ကျွန်တော်တို့ grading တွေကဘယ်လိုလုပ်လဲ။ဒီ company တွေကကျွန်တော်တို့ကတ်တွေကိုဘာတွေကိုကြည့်ပြီးတော့
grading ပေးလဲနံပါတ်တွေဘယ်လိုပေးလဲပေါ့နော်များသောအားဖြင့် grading တွေမှာဆိုလို့ရှိရင်ကျွန်တော်1 to 10ဆိုပြီးတော့နံပါတ်တွေသတ်မှတ်လာတာရှိရပေါ့နော်10ရတဲ့ကတ်ကတော့အကောင်းဆုံးပေါ့နော်ဒီလိုမျိုးနံပါတ်တွေရော့ပြီးတော့ကဏ္ဍသေးသွားတယ်ဆိုလို့ရှိရင်ကိုယ့်ကတ်က condition မကောင်းဆိုတော့ပြတယ်ပေါ့နော် PSA ကျွန်တော်ရင်ပြောပြမယ် PSA ကဒီလိုမျိုးကတ်နေလာတယ်သူကဟိုးအရင်စကြတဲ့ကဒီ slab design နဲ့ပဲသူတို့ကစပြီးတော့လုပ်ခဲ့တယ်ပေါ့နော်ပြောင်းသွားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနောက်ကဒီ hollow တွေနည်းနည်းပါပြောင်းသွားတာရှိမယ်ဒါပေမဲ့သူ့ရဲ့ look ကတော့အခု1990တိတွေကနေအခုချိန်นี้ဒီအနေရောင် line လေးနဲ့ဒီလို slab ပုံစံလေးတွေနဲ့ပဲလာနေသေးရပေါ့နော်ဒီတစ်ခုကလည်းသူ့ကိုလူကြိုက်များစေတဲ့အချက်တွေမှာပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ slab ကိုကျင်တော့ဒါ PSA ဆိုတဲ့ဒီ look ကိုရနေစေဖြစ်တဲ့အတွက်ပေါ့နော်လူတွေတော်များများဒါကိုသဘောကျတယ်သူ changes အရင်မရှိတဲ့ company တစ်ခုပေါ့နော်ဆိုတော့ဒီ grading company တွေကကက်ကို grading လုပ်ပြီးဆိုလို့ရှိရင်ဘယ်အချက်တွေကိုကြည့်လဲအဓိကအပြင်ကျွန်တော်တို့၄ချက်ရှိရပါတော့တစ်ကကျွန်တော်တို့ centering ဆိုတာကကျွန်တော်တို့ဒီလိုမျိုး TCG ကက်ကိုသူ့ရဲ့ဒီ frame တစ်ခုလုံးဒီကက်ရဲ့အချိုးစားတစ်ခုလုံးထဲမှာကျွန်တော်တို့ရဲ့ဒီ artwork ကဘယ်လောက်ထိ centering ကြကြနဲ့တည်ရှိနေလဲဆိုတာကိုသူတို့ကတတ်မှတ်ပြီးတိုင်းတာပေးတဲ့စနစ်တစ်ခုပေါ့နော်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ဒီ down နေပေါ့နော်ဒီ down တွေကိုသူတို့ကစစ်တယ်စစ်တဲ့ချိန်မှာကျွန်တော်တို့ဒီလိုမျိုးခောက်နေတာမျိုးလန်နေတာမျိုးရှိလားမရှိလားရှိခဲ့လို့ရှိရင်ရောဘယ်လောက်ထိဆိုးရွားလဲမဆိုးရွားဘူးလဲဆိုတဲ့ပုံမှာသူတို့စစ်တယ်ပေါ့နော်နောက်တဲ့နံပါတ်3ချက်ကကျွန်တော်တို့ surface ပေါ့ surface ကကြတော့ကျွန်တော်တို့ဒီကက်ရဲ့ hollow တွေဒီကက်ရဲ့ဒီဖောင်းကြွဖြစ်နေတဲ့အရာတွေမှာအစင်းရတွေပါလားဒါမှမဟုတ် factory error printing issue တွေဖြစ်နေလားကျွန်တော်ချစ်ရတွေပါနေလားဆိုတဲ့အချက်လက်ကိုသူတို့ကဒီလေးပြန်စစ်တယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကကြတော့ကျွန်တော်တို့ဒီ line တွေမှာကျွန်တော် white corner မျိုးတွေရှိလားဒါမှမဟုတ်ကျွန်တော်တို့ဒီ factory ကနေဒီ paper တွေ cut လုပ်လိုက်တဲ့အချိန်မှာဖွာထွက်နေတာမျိုးတွေရှိလားဆိုတဲ့ဟာကိုစစ်တယ်ပေါ့နော်အဓိကတော့ PSA ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအချက်၄ချက်ကိုသူ overall စစ်တယ်ပေါ့နော်overall စစ်တယ်ဆိုတာထားပါတော့ကျွန်တော်တို့ရဲ့ cat က centering နည်းနည်းစောင်းနေတယ်ဒါပေမဲ့ overall အားလုံးကကောင်းတယ် clean ဖြစ်တယ်ကျွန်တော် corner တွေ edge တွေအကုန်လုံးက clean ဖြစ်တယ်ဆိုလို့ရှိရင်သူတို့ကများသောအားဖြင့်10ပေးတယ်ပေါ့နော်ဒါပေမဲ့ BGS ကကြတော့အဲ့လိုမဟုတ်ဘူးဒါကျွန်တော်တို့ BGS လို့ခေါ်တယ်ဒီ BGS ကကြတော့သူကဒီခုနကကျွန်တော်ပြောခဲ့တဲ့အချက်၄ချက်လုံးပေါ်မှာသူက grading ပြန်ပေးတာဘယ်လိုပြန်ပေးလဲဆိုလို့ရှိရင်ထားပါတော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီကက်က centering ကဘယ်လောက်ရှိတယ်10ရှိတယ်corner က10ရှိတယ်အဲ့လိုမျိုး BGS ကတစ်ခုချင်းစီအသေးစိတ်ကိုဒီ slab ရက်လေးပေါ်မှာပြန်ရေးပေးတယ်ပေါ့နော်အဲ့ဒီချက်ကလည်း BGS ကို transparency ရှိရဆိုပြီးတော့ဒီ slab collect လုပ်တဲ့ collector တွေတော်များများသဘောကျတယ်ပေါ့နော်ကျွန်တော်တို့များသောအားဖြင့် BGS 10ရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အချက်၄ချက်မှာ3ခုကအနည်းဆုံး10ဖြစ်မှာBGS ကထမ်းပေးရပေါ့နော်ဆိုတော့ BGS ကကျတော့အရင် strict ဖြစ်တဲ့ company တစ်ခုလို့ collector တော်များပြောတယ်ပေါ့နော်နောက်ထပ်ထူးခြားချက်တစ်ခုကကျတော့ BGS မှာကျွန်တော် pristine အဖြစ်ဆုံး level တစ်ခုဆိုတာရှိတယ်ဒီ10ထက်ကျော်တဲ့ level တစ်ခုပေါ့နော်အဲ့ဒါကိုကျွန်တော် black label လို့ခေါ်တယ် black label ကဘယ်လိုဟာမျိုးကိုပေးတာလဲဆိုလို့ရှိရင်ကျွန်တော်ကတ်တွေကသူတို့သတ်မှတ်ထားတဲ့စံနှုန်း၄ချက်အချက်၄ချက်လုံးဟာ10ဖြစ်နေရဆိုလို့ရှိရင်ကျွန်တော် black label ရထားပါတော့ကျွန်တော်တို့ဒီBGS 10ကတ်က market ထဲမှာ1000ရှိရဆိုလို့ရှိရင်ဒီ black label ဖြစ်သွားတာ ਨੇ ဒီကက်ရဲ့တန်ဖိုးက10ဆသို့မဟုတ်8ဆလောက်တက်သွားတယ်ပေါ့နော်အဲ့လောက်ထိကိုဒီ BGS ရဲ့10နဲ့ဒီ black label နဲ့ကွာခြားချက်ကအရန်ကြီးမားတယ်ပေါ့နော်BGS ကတော့10ရဖို့ကတော့အခက်ဆုံး company တစ်ခုထဲမှာပါတယ်တော့ဘာလို့ဆိုအရန် strict ဖြစ်တဲ့ company အရန်ဟို D-Day စစ်တဲ့ company ဖြစ်တဲ့အတွက် collector တွေတော်များများကတော့BGS တက် PSA ကိုပို့ကြတာများတယ်ပေါ့နော် BGS ကတော့သူ့ရဲ့ price ကတော့ solid ဖြစ်တယ်ဒါပေမဲ့10ရဖို့ခက်တဲ့အတွက် PSA ကိုတော်များများ try ကြတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုက CGC ဒါကို CGC ကတ်လို့ခေါ်တယ်ပေါ့ CGC ကတ်က personally ရာ CGC ကတ်တွေတော့သဘောကျတယ်ဒါပေမဲ့ CGC ကတ်ရဲ့မလှတဲ့အချက်ကဒီ labeling တွေပေါ့နော်သူကစစလုတ်တဲ့အချိန်ကနေစပြီးတော့ဒီ labeling တွေကိုအမြဲခဏခဏပြောင်းနေပေါ့နော်အပြာဖြစ်သွားလိုက်အဖြူဖြစ်သွားလိုက်အမဲဖြစ်သွားလိုက်နဲ့အမျိုးမျိုးပြောင်းနေအများနဲ့ပြောင်းနေတဲ့အတွက် collector တွေတိတ်သဘောမကျတဲ့အချက်တွေမှာပါတယ်ပေါ့နော်အများဆုံးမြတ် CGC ကတော့ကျွန်တော်တို့ comic book တွေ magazine တွေ coin တွေနဲ့တခြား video game တွေကို grading လုပ်တဲ့နေရာမှာသူကအရင်နာမည်ကြီးတယ်ပေါ့နော်ဒါပေမဲ့ TCG တဲ့ဝင်လာတော့သူကဒီ covid အလွန်မှာစပြီးတော့ဝင်လာတာပေါ့နော် Pokemon Yu-Gi-Oh နဲ့ Magic Gathering တွေနဲ့စပြီးတော့ဝင်လာတယ်ပေါ့နော် CGC ရဲ့ grading system ကကြတော့ကွန်ပျူတာနဲ့သူတို့က grading လုပ်တာလို့ပြောတယ်ဒါပေမဲ့ကွန်ပျူတာနဲ့လုပ်တယ်သာပြောတာပေါ့နော်ဒါပေမဲ့သူတို့ရဲ့ကတ်တွေကကျွန်တော်အမြင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့မှ PSA 10နဲ့ CGC 10နဲ့ရှင်းမယ်ဆိုလို့ရှိရင်တော့မှတော်တော်လေးကိုကွာတယ်ပေါ့နော် PSA တို့ BGS တို့ကြာကျွန်တော် manually grading လုပ်တာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တကယ်ကျွမ်းကျင်တဲ့လူတွေကလူရဲ့မျက်လုံးနဲ့ပဲကြည့်ပြီးတော့ဒီကတ်ကိုဘယ်လောက်ရတယ်ဆိုပြီးတော့သတ်မှတ်တာဖြစ်တယ်ပေါ့နော်ဆိုတော့ PSA မှာ grading လုပ်လို့ရှိရင်တော့ grading လုပ်ပြီးတဲ့စိတ်အခြေအနေပေါ်မူတည်ပြီးတော့ကိုယ့်ကတ်က10ရမလား9ရမလားတော့ရှင်ခုံသာစောင့်ရတာပေါ့နော်
CGC မှာလည်းကျွန်တော်တို့ခုန BGS လို့ black label ပုံစံမျိုးတစ်ခုရှိတယ်သူကတော့ pristine tan လို့ခေါ်တယ် pristine tan ကြတော့ခုနလိုပဲ grading ထဲမှာလုံးဝဒီကက်ကလုံးဝတန့်စင်ပြီးတော့လုံးဝအပြည့်အနာစာလုံးဝမရှိဘူး centering တိတိကျကျဖြစ်တဲ့ကက်တွေကိုခေါ်တာပေါ့နော် KC ကတော့ကျွန်တော် market ထဲမှာဘာပြဿနာဖြစ်လဲဆိုလို့ရှိရင် PSA BGS တို့လောက် market မှာဈေးကောင်းကောင်းမရအောင်ထားပါတော့ခင်ဗျားဒီကက်ထဲကိုပဲ grading လုပ်ထားတယ်PSA လည်းရှိမယ် BGS လည်းရှိမယ် CGC လည်းရှိမယ်ဆိုရင်ဒီသုံးခုကိုကျွန်တော်တို့ market တွေကိုခေါ်သွားတဲ့အခါမှာ quality တော်များများ PSA ကိုပဲပို့ပြီးရွေးတယ်ဒုတိယဦးစားပေးအနေနဲ့ BGS ကိုရွေးတယ်ဒါပေမဲ့ CGC ကတော့နောက်ဆုံး option အနေနဲ့တော့မှတိတ်မရွေးကြတဲ့နေရာမှာပါလာတယ်ပေါ့နော် PSA တို့ BGS တို့ဆိုတာကဟိုး1992ခုနှစ်ထဲကဒီ reputation ကောင်းကောင်းနဲ့ဒီ image ကောင်းကောင်းရှိခဲ့တဲ့ကုမ္ပဏီလည်းဖြစ်တယ်ပြီးတော့သူတို့ကဒီ standard look လည်းရှိရပေါ့နော်ပြောမှဆိုဒီ slab ကိုမြင်တဲ့ဟာဒါ BGS ဒါ PSA ဆိုတဲ့ vibe မျိုးကိုရတဲ့အတွက် quality တော်များအဲ့ဒီကက်တွေကိုပဲရွေးချယ်တာများတယ် CGC ကတော့နောက်ဆုံးကြံရစ်ပေါ့နော်ဖြစ်မနေမှာငါဒီကက်ကြီးကိုတော့မတက်နိုင်တော့ဘူး CGC လောက်ပဲဝယ်ပြီးဥထားမယ်ဆိုတဲ့လူတွေရဲ့ရွေးချယ်စရာနောက်ဆုံး grading company တခုဖြစ်လာတာပေါ့နော်ဆိုတော့နောက်တစ်ခုပြမယ်နောက်တစ်ခုက tag ကျွန်တော်အရင်ကြိုက်တဲ့ grading ကုမ္ပဏီတစ်ခုလို့ပြောလို့ရတယ်ဒါပေမဲ့အခုမှဒီ tag က growing ဖြစ်နေတော့ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီ tag ကကျွန်တော်တို့ grading ကုမ္ပဏီအနေနဲ့ဆိုလို့ရှိရင်တန်တန်ရန်လူတွေထဲမှာပါတယ်ဒါပေမဲ့ tag က temperancy အရင်ရှိတဲ့ company တခုလို့ပြောလို့ရတယ်ဘာလို့ဆိုတော့ခင်ဗျားရဲ့ cat ကို tag ရဲ့ website မှာတွားပြီးတော့ဘာလို့ငါဒီနံပါတ်ရတာလဲဘာလို့ထမ်းရတာလဲဘာလို့နိုင်ရတာလဲဆိုတာကိုတွားပြီးတော့အချိန်မီကြည့်လို့ရတယ်ကျွန်တော်ဒီမှာရေးထားတဲ့ code ကိုသူတို့ရဲ့ website မှာထည့်လိုက်မယ်ဆိုရှင်ဒီမျက်နှာပြင်တစ်ခုလုံးကိုရှေ့ရောနောက်ရောကျွန်တော် scan ဖတ်ထားတဲ့ scan တွေကစာ tag ရဲ့ website မှာကျွန်တော်ကတွားကြည့်လို့ရတယ်အဲ့မှာပြောစရာရှိတာ PSA ပေါ့နော် PSA ကtransparency မရှိတဲ့ကုမ္ပဏီတစ်ခုလို့ပြောလို့ရတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကကက်ကို PSA ကို grading တင်လိုက်တယ်ဒါပေမဲ့ကိုကတော့ဒါဂျုံကြည့်ပြီးသားပေါ့နော်ငါကက်ကထမ်းတေချာပေါက်ရမယ်ဒါပေမဲ့တကယ်တမ်းကျတော့နိုင်ရခြင်းလည်းရပါတယ်ဘာလို့နိုင်ရရလဲဆိုတော့သိချင်းသူတို့ email ပို့ပြီးတော့မေးရတယ်တကယ်လို့ခင်ဗျားကရိုးရိုး bug နဲ့ grade ထားတယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကပြောပြမှာပေါ့။မင်းကငါတို့စီမှာ service ခအနည်းဆုံး grading price နဲ့ grade ထားတယ်ဖြစ်တဲ့အတွက်မင်းတို့ငါတို့ကဘာအကြောင်းနဲ့မှပြောပြကြမရှိဘူး။သိကျင်တယ်ဆိုလို့ရှိရင်ငါတို့နည်းနည်းပါးပါးပြောပြမယ်ဒီလောက်ပဲ။အဲ့တော့ခင်ဗျားဒီလေးသိကျင်တယ်ဒီကက်ကဘာလို့ရရလဲသိကျင်သူတို့စီမှာဒေါ်လာ200 300လောက်သုံးပြီးတော့ grade မှာမင်းကကတော့ဘာဖြစ်လို့ဆိုတဲ့အချက်လက်တွေကိုသူတို့ကပေါ်ပြပြီးဒါတော့မှသူတို့ website မှာချိန်မီတွားကြည့်လို့မရဘူးသူတို့ website မှာကြည့်လို့ရတာသူတို့ရဲ့ set number ဆိုတဲ့ number ကိုထည့်လိုက်မှာကိုကက်က10ဖြစ်လားပါလားဒါပဲကြည့်လို့ရမယ်ဒါကဘယ်နေရာမှာသုံးဝင်လို့ဆိုကျွန်တော်တို့ဒီအပြင်မှာသွားဝယ်တဲ့ခါကြလို့ရှိရင်ကိုကဒီကက်ကိုဝယ်တော့မယ်ဆိုလို့ရှိရင်ဒီကက်ရဲ့ set number ကို website မှာထည့်လိုက်လို့ရှိရင်ဒီ set number နဲ့ဒီကက်ကမှန်လားဆိုတဲ့ချက်လက်တွေထွက်လာတယ်ဆိုတော့ကျွန်တော်တို့ဒီ tag ကြောင့်ဆက်ပြောမယ်ဆိုလို့ရှိရင်ဒီကက်ကအလားဆုံး slab တွေထဲမှာပါလို့ပြောရမှာပေါ့နော်သူရဲ့ slab ကကျွန်တော် CGC ကလည်းလိုမျိုး clear slab ပဲဒါပေမဲ့အရင် clear မဖြစ်ဘူးเนาะ crystal clear ဖြစ်လောက်တဲ့ထိကက်ကမလှအောင်ဒီ tag ကကြတော့အရင်လှတယ်ပေါ့နော်ဒီကြည့်မယ်ဆိုရင်သူကတော်တော်လေးကို display အနေနဲ့လည်းလှတယ်သုံးထားတဲ့ဒီစာတွေကလည်းရှေ့နောက်ဖောက်မြင်ရတဲ့ပုံစံမျိုးတွေလုပ်ထားတာပေါ့နော်ဒီမှာ QR code နဲ့အရင်ကို minimalism ဖြစ်တဲ့ဒီ look ကိုရတဲ့ grading cap ပေါ့နော်ကျွန်တော် PSA ဆိုလို့ရှိရင်လည်းအဖိုးကြီးဆန်တယ် BGS ကျတော့လေသူ့ရဲ့ဒီ slab ကပြန်ခွဲလို့တော့ခတ်တဲ့ quality ကိုသုံးတာပေါ့နော်။ညထူထူမှတောင်းကြီးပေါ့နော်။ဆိုတော့ကျွန်တော်ခုဆိုလို့ရှိရင်ဘယ်ကတ်တွေဘယ်ကုမ္ပဏီတွေကဘယ်လိုမျိုး grading တွေပေးလဲ။ဘာတွေလုပ်ပေးလဲဆိုတာကိုသိလာဗီဒီယိုပြင်ပါတယ်။ညာပြောချင်တာ PSA ကဘာလို့ခုချိန်ဒီနာမည်ကြီးနေတယ်ဆိုလို့ရှိရင်အရင်ဆုံး Pioneer ဖြစ်ခဲ့တဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်သလိုကျွန်တော်တို့ဒီလို auction တွေမှာကျွန်တော်တို့အရင်ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Logan Ball ရဲ့ Pikachu cat တို့ဘာလို့ဆိုလို့ရှိရင်ဒေါ်လာကိုမီလီယံနဲ့ချီပြီးတော့လေလံအောင်ခဲ့တဲ့ကတ်တွေအကုန်လုံးက PSA ကတ်တွေပဲဖြစ်ပါတယ်။ဆိုတော့ PSA ကဘယ်လိုပဲပြဿနာပေါင်းစုံရှိခဲ့သည်ဖြစ်စေယခုလက်ရှိထိကျွန်တော်တို့ market ထဲမှာ solid အဖြစ်ဆုံးတန်ဖိုးအရှိဆုံးကျွန်တော်တို့ရောင်းဝယ်ရအလွယ်ကူဆုံး company တစ်ခုဆိုတော့ကျွန်တော်တို့လက်ခံရမှာပဲဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော်တို့ grading company တွေကဘယ်လိုလုပ်လဲ grading လုပ်တယ်ဆိုတာဘာလဲဆိုတော့တော့နည်းငယ်တော့တီးလောက်ပြီးတော့ထင်တယ်ပေါ့နော်။ဆိုတော့ခင်ဗျားအခုမှဒီ TCG တွေကို trading လုပ်ချင်တယ်ရောင်းဝယ်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးbasic ကြတဲ့ knowledge တွေတော့နည်းနည်းသိထားဖို့လိုတယ်ပေါ့နော်။ဒါကတော့ကျွန်တော်ကအပေါ်ယံပဲပြောသွားတာဒီတက်ဒီလေးကြကြသိချင်တယ်ဆိုလို့ရှိရင်တော့ internet မှာကိုယ့်ရှာဖတ်တာအကောင်းဆုံးပဲပေါ့နော်။ကျွန်တော်နောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့ဒီဈေးကွက်ထဲမှာmarket value အရှိဆုံးကတော့ PSA ကတ်တွေပဲပေါ့နော် PSA ကလောဆယ်မှာတော့တချို့လည်းကြားခြင်းလည်းကြားမယ်သိခြင်းလည်းသိမယ်ပေါ့နော် PSA ကလည်းပြဿနာမျိုးစုံရှိရပေါ့နော်ပြဿနာမျိုးစုံမှာပါလဲဆိုရှင်ကျွန်တော်ရဲ့ကက်ကထမ်းမယ်ဒါပေမဲ့ပေးလိုက်တော့လည်းကက်ကအတန့်ပဲဒါပေမဲ့ဆိုတော့ grading slab ကိုလုပ်တဲ့အချိန်မှာဖြစ်တဲ့ဒီ damage တွေပေါ့နော်ကျွန်တော်တို့ဒီကက်ကို slab တွေကိုထည့်လိုက်တဲ့အချိန်မှာထိသွားတာမျိုးတွေကိုနောက်ကက်ကကြားထဲမှာ
ဒီ grading လုံးနေနဲ့ပျက်စီးသွားတာမျိုးတွေကို PSA က market value ထက်အများကြီး short ပြီးတော့ပြန်ရော်ပေးတဲ့ကိစ္စတွေပြဿနာပေါင်းစုံတော့ရှိရပေါ့နော်။ဘာလို့ဒါတွေကတော့ကျွန်တော်တို့လူတွေနဲ့ပတ်သက်ပြီးလှုပ်နေရတယ်ပေါ့နော်။ကျွန်တော်တို့ဒီ grading လုပ်တယ်ဆိုတာကျွန်တော်စက်ရုံကနေပြီးတော့တပုံစံနဲ့ထုတ်လာတယ်ပစ္စည်းတွေကိုကျွန်တော်ပြန်ရောင်းတဲ့ဟာမျိုးမဟုတ်ဘူးကိုကက်ကိုသူတို့စီကိုပို့သူတို့ကလည်းဒီလိုမျိုး manually ပဲဒီလူတယောက်ချင်းစီကနေတကယ်ချင်းစီကိုပြန်ကြည့်ပြီးတော့ grading ပေးရတဲ့အတွက်ပြဿနာပေါင်းစုံတော့ရှိနေမှာပဲပေါ့နော်ဆိုတော့ဒါကတော့ဖြစ်နေအောင်မဲ့ပြဿနာတစ်ခုလိုပဲကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ကိုကခုမှစပြီးတော့ဒီ TCG ထဲမှာရောင်းဝယ်လုပ်ချင်တယ်ဒါမှမဟုတ်ဝယ်ချင်တယ်အမတ်တရားဝယ်ချင်တယ်သိမ်းချင်တယ်သူများတွေဝယ်နေလိုမျိုးဒီလို plastic ကတ်တွေကဘာလို့ဈေးကြီးရလဲသူဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် PSA ကိုပထမဆုံးဦးစားပေးစဉ်းစားဖို့အကြံပေးနေတယ်ဒုတိယကတော့ BGS ပေါ့နော်နောက်ကျွန်တော်တို့အခု tag ပေါ့နော်ကျွန်တော်ကိုကိုင်းနာရဲ့ tag အကြံမပေးချင်တာကတော့ CGC ပေါ့နော် CGC ကတော့ကျွန်တော်စော်ပိုင်းမှာပြောခဲ့သလိုပဲကိုဝယ်ချင်တဲ့ကက်ကထားတော့ဒေါ်လာ PSA မှာ2000လောက်ဖြစ်နေပြီဒါပေမဲ့ CGC မှာ1500လောက်နဲ့ရာသေးရဆိုလို့ရှိရင်တော့ဝယ်လိုက်ပါကိုကစုဖို့အတွက်ဆိုလို့ရှိရင်ပေါ့နော်ဒီတိုင်းဆိုလို့ရှိရင်တော့ကျွန်တော်အားမပေးဘူး CGC အရင် move လုပ်ရခက်တဲ့ slab တစ်ခုထဲမှာပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်ကကက်တွေကိုရောင်းမယ်လုပ်တဲ့လူတွေကိုပြောပြပါပေါ့နော်တကယ်လို့ကိုယ်တိုင် grade လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဘယ်လိုမျိုး grading မလုပ်ခင်မှာပြင်ဆင်ရမလဲ grading ပို့တယ်ဆိုတာဘယ်လောက်ထိကြာတယ်ဘယ်လို step တွေကိုပြင်ဆင်ထားရမလဲဆိုတာကိုကျွန်တော်နောက်တဲ့ဗီဒီယိုမှာထပ်ပြီးတော့ရှင်းပြပါမယ်အားလုံးပဲ Sony GCB ရဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်စီကနေပြီးတော့ဒီလိုမျိုး slab တွေဝယ်ချင်တာ Pokemon နဲ့ပတ်သက်ပြီးတော့ product တွေမှာချင်တာဒါမှမဟုတ်အယုတ်ဝယ်ချင်တဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်ကိုတိုက်ရိုက်လာမေးလို့လည်းရသလိုကျွန်တော်ရဲ့ page Illuminati Hobby Shop မှာလည်းတွားရောက်ပြီးတော့မေးမြန်းလို့ရပါတယ်ကျွန်တော်တက်နိုင်လောက်တော့အမြန်ဆုံးတချို့ဟာတွေကိုဖြည့်ပေးပါမယ်အားလုံးပဲ peace